အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာကတော့ဒါအခြေခံနှုတ်ဆက်စကားလေးတွေပေါ့နော်ဂျပန်ဘာသာစကားမှာရှိတဲ့ကျွန်တော်အခြေခံနှုတ်ဆက်စကားလေးတွေကိုလေ့လာကြပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်ပါမယ်ကျွန်တော်မင်္ဂလာနေ့နဲ့ခင်ပါ Good morning လို့ကျွန်တော်ပြောချင်တယ်ဆိုရင် Ohayou gozaimasu တစ်လုံးချင်းကြည့်မယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် O ဒါကဟာဒါကယောကိုဥလေးပေါင်းထားတော့အတန်ရှည်ထွက်မယ်ဒါကကောအဲ့တော့ Ohayou gozaimasu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  Ohayou အတူကောက်ပြောမယ်ဆိုရင်ကျွန်တော် Ohayou Ohayou အဲပုံမှန်တိုင်းကျွန်တော်ပြောမယ်ဆိုရင်တော့ Ohayou gozaimasu ဒါကတော့ပို့ပြီးတော့ကျွန်တော်ယဉ်ကျေးတာပေါ့နော်မင်္ဂလာနေ့နဲ့ခင်ပါမင်္ဂလာနေ့လည်ခင်ပါဆိုရင် konnichiwa ဒါကပထမဦးဆုံးတွေ့တဲ့အခါမှာလေဒါကျွန်တော်အများဆုံးနှုတ်ဆက်ကြရတယ် konnichiwa ဒီနေရာမှာကျွန်တော်ကြည့်မယ် konnichiwa လို့ပြောပြီးတော့ဒီနောက်ဆုံးစကားလုံးကဘာဖြစ်လို့ဟာဖြစ်နေရလဲအဲ့ဒါချွင်းချက်ဖြစ်ပါတယ်အဲ့တော့ဒီဟာကိုကျွန်တော် konnichi ဟာလို့မထွက်ဘဲနဲ့ konnichiwa လို့ပဲထွက်ရပါမယ်ဒါပေမဲ့ရေးရင်တော့ကျွန်တော် konnichi ဟာလို့ရေးပါတယ်ဆိုအတန်ထွက်မယ်ဆိုတော့ကျွန်တော်က konnichiwa 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 လို့ထွက်ပါမယ်နောက်တစ်ခါကျွန်တော်မင်္ဂလာညနေခင်းမှာဆိုရင် konbanwa 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 good night ကောင်းသောညပါလို့ကျွန်တော်ပြောချင်ရင် oyasumi nasai oyasumi nasai oyasumi nasai ဒါဆိုတစ်ခါတော့ကျွန်တော်အတူတူလိုက်ပြီးတော့ပြောကြည့်ရအောင် ohayou gozaimasu ohayou gozaimasu konnichiwa konnichiwa konbanwa konbanwa oyasumi nasai oyasumi nasai ကျွန်တော်ဆက်ကြည့်ရအောင် excuse me တစ်စိတ်လောက်လို့ကျွန်တော်ပြောချင်すみませんすみませんပြီးရင်ကျွန်တော်ကပေါ့နော်ဥပမာတယောက်နဲ့တယောက်နဲ့လမ်းသွားရင်းနဲ့တိုက်မိသွားတယ်ဆိုရင်すみませんပြောလို့ရပါတယ်すみませんကျေးဇူးတင်ပါတယ်ဆိုရင်တော့ဒါありがとうございますありがとうအတူကပြောမယ်ဆိုရင်ကျွန်တော်ありがとうအချင်းချင်းရင်းနေတယ်ဆိုရင်ကျွန်တော်ありがとうလူကြီးတွေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ရင်ကြီးကြီးလေးပြောမယ်ဆိုရင်တော့ありがとうございますありがとうございますအရန်ကိုကျေးဇူးတင်တယ်ဆိုရင်ရှေ့မှာဒိုမိုလေးထည့်ပေးလိုက်ပါဒိုမိုありがとうございますဒိုမိုありがとうございますအရန်ကိုကျေးဇူးတင်ပါတယ်ဒါကအပြည့်လောက်ထားတဲ့အတွက်ကြောင့်ကိုအတောင်းပန်မယ်ဆိုရင်တော့ごめんなさいごめんなさいごめんなさいအဲ့တော့ごめんなさいနဲ့ကျွန်တော်すみませんနဲ့မတူပါဘူးごめんなさいဆိုတာလေးလေးနက်နက်ကိုဒါကျွန်တော်တောင်းပန်တာဖြစ်ပါတယ်နောက်တစ်ခါကျေးဇူးပြုပြီးတော့ကုညီဆောက်ရှောက်ပေးပါအခုမှကိုကစတွေ့တယ်ကျွန်တော်ကျေးဇူးပြုပြီးတော့ကုညီဆောက်ရှောက်ပေးပါလို့ပြောချင်ရင်よろしくお願いしますရှေ့ကよろしくလေးဖြောက်ပြီးတော့お願いしますလို့ပြောလဲရှိပါတယ်ပြောလို့လည်းရပါတယ်よろしくお願いしますကျေးဇူးပြုပြီးတော့ကုညီပေးပါတခါတော့ကျွန်တော်ပြန်ပြောကြည့်ရအောင်すみませんすみませんありがとうございますありがとうございますどうもありがとうございます。ごめんなさい。ごめんなさい。よろしくお願いします。よろしくお願いします。ဆက်ကြည့်မယ်。Nice to meet you တွေ့ရတာဝမ်းသာပါဆိုはじめましてはじめましてはじめましてနာမည်ဘယ်လိုခေါ်လဲお名前はお名前はနာမည်ဘယ်လိုခေါ်လဲဒါဆိုရင်ကျွန်တော်နာမည်ကတော့ဘသူဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ကကျွန်တော်ဆိုရင်ကျမဆိုရင်ဝါတာရှိတုံးပါတယ်ကျွန်တော်ဆိုရင်လည်းဝါတာရှိကျမဆိုရင်လည်းဝါတာရှိအဲ့တော့ဝါတာရှိကဒီမှာကျတော့သူ့နာမည်မာနာမီဆိုတော့မာနာမီ des watashi was coco des ဒီမှာကျွန်တော်ကအများဆုံးမှားကြတာနောက်မှာစံထည့်ကြတာပေါ့နော်ဥပမာ watashi wa manami san des ဆိုရင်မှားတယ်စံဆိုတာကသူများကိုပြောချင်ဥပမာသူကတော့မာနာမီဖြစ်ပါတယ်ဆိုရင်မာနာမီဆန်ဥပမာသူများကိုခေါ်မယ်ဆိုရင်မာနာမီဆန်အဲ့လိုမျိုးဒါပေမဲ့ကိုပြောမယ်ဆိုတော့ဆန်ထည့်စရာမလိုဘူးအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကတော့မာနာမီဖြစ်ပါတယ်ဆိုရင်ဝါတာရှိဝမာနာမီဒက်စ်ဆန်ထည့်စရာမလိုဘူးဒါပေမဲ့သူများကိုခေါ်မယ်ဆိုရင်တော့မာနာမီခေါ်အဲ့လိုမျိုးခေါ်လို့မရမာနာမီဆန်ကိုဆန်မမဆန်အဲ့လိုမျိုးပေါ့နော်နေကောင်းရဲ့လား โอเคですか How are you โอเคですか
အသက်ဘယ်လောက်ရှိပြီလဲ 何歳ですか何歳ですかအသက်ဘယ်လောက်ရှိပြီလဲတစ်ခေါက်ပြန်ကျွန်တော်ပြန်ပြီးတော့ပြင်စီရအောင်はじめましてはじめましてお名前はお名前は私はまなみです。私はここです。お元気ですかお元気ですか何歳ですか何歳ですかအဲ့ဒါဆိုရင်ကျွန်တော်ဆက်ကြည့်မယ်ဒါကဘာလဲအဲ့တော့ဥပမာပစ္စည်းတစ်ခုကံပြီးတော့ဒါဘာလဲလို့မေးချင်းこれは何ですかこれは何ですかအဲ့ဒါဘာကြီးလဲこれは何ですかနှုတ်ဆက်မယ်စာယုနာရာစာယုနာရာတကယ်ချင်းကျွန်တော်တို့နှုတ်ဆက်မယ်ဆိုရင် bye bye လို့ပြောလိုက်ရပါဘောเนาะဒါတော့အင်္ဂလိပ်စကားလုံးကိုမွေးစားတာ bye bye နောက်မှတွေ့မယ်မာတာနဲ့မာတာနဲ့မာတာတို့တဲ့လို့လည်းပြောလို့ရပါတယ်မာတာနဲ့မာတာတို့တဲ့နော်ပြီးရင်ကျွန်တော်တို့ဒီစကားလုံးလေးကိုကျွန်တော်ဆက်ကြည့်မယ်ဥပမာကျွန်တော်ဒီသင်ခန်းစာတွေသင်မယ်ဆိုရင်ဆရာကနေပြီးတော့မှအတန်းစမယ်ဟေးစကြမယ်လို့ပြောလဲဆိုရင်ဟာဂျီမဲမာရှောစကြရအောင်ဟာဂျီမဲမာရှောစကြမယ်ဟုတ်ပြီဒီနေ့ကတော့ဒီလောက်ပဲဒီနေရာမှာပဲကျွန်တော်တို့အဆုံးသတ်မယ်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲเนาะအဲ့လိုမျိုးကျွန်တော်ပြောချင်တယ်ဆိုရင်เนาะအိုဝါရီမာရှောအိုဝါရီမာရှောစာသင်ရင်းနဲ့ကျွန်တော်ခဏနားမယ်ယာဆူမီမာရှောယာဆူမီမာရှောဆရာကနေပြီးတော့ကျွန်တော်မေးမယ်အခုသင်လိုက်တဲ့သင်ခန်းစာတွေကိုနားလည်ရဲ့လားသိရဲ့လားဝါခါရီမတ်စ်ကဝါခါရီမတ်စ်ကနားလည်ရဲ့လားဒါဆိုရင်ကျွန်တော်ကပြန်ပြောမယ်ပေါ့နော်ဟုတ်ကဲ့နားလည်ပါဆိုはいわかりますはいわかりますနားမလည်ဘူးဆိုရင်いいえわかりませんいいえわかりませんနားမလည်ပါဘူးဒါကတော့ကျွန်တော်တို့ဂျပန်အခြေခံပြောများတဲ့အခြေခံစာကြောင်းလေးတွေဖြစ်ပါတယ်အဲ့ဒါလေးတွေကိုကိုယ့်ဘာသာကိုပြန်ပြီးတော့ဆိုကြည့်ကြည့်ပါအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်